အောင်တော် TikTok live တွေအကြောင်းပြောရရင်ဖြစ်အောင်တော်လို့ဆိုပေမဲ့ကျေစင်တော်တာလမင်းတို့ကိုရွေးချယ်တယ်လို့ရွေးချယ်ခွင့်ရတာပါရွေးချယ်ပြီးလို့စင်ပြေရင်ဖြစ်အခန်းထဲကိုခေါ်သွားပါတယ်ရှောက်မတွေးပါနဲ့ chatbot CB ခန်းကိုပြောတာပါ Mobile Legends အကောင့်တစ်ခုရောင်းဖို့ရှိပါတယ်အကောင့်ကအကိတ်ကြီးမို့တက်နိုင်မှဝယ်ကြဖို့ကြိုတင်အသိပေးလိုက်ပါတယ်ကြားဘူးတာတော့ Mobile Legends အကောင့်ကဈေးတော်တယ်ဆိုလို့အခုရောင်းမဲ့အကောင့်ကတော့10သိန်းနဲ့အထက်ဆိုတော့လာပြောပြတာပါအသေးစိတ်လာမေးလို့ရပါတယ်အောင်တော် TikTok live ထဲမှာဂေါ်မစုံကောင်လေးတွေကလည်းစော်ရလို့ရညာဝင်ရောက်ဆက်စုကြတာရှိတယ်လို့ဇွတ်တွေဟန်ရေးပြနေတဲ့ကျေစင်တို့တော်တာတို့လမင်းတို့ကိုလည်းမြင်တွေ့ရအောင်မှာပါဟန်ရေးပြကောင်လေးတွေကလည်းအလွတ်ကျက်ထားသမျှကာတွန်းစာအုပ်ထဲကကြပြတွေကိုဇွတ်တွေရုပ်ပြနေတာလည်းရှိပါတယ်စော်ရမရတော့ကျွန်တော်လည်းမသိပါဘူးအထူးဆန်းဆုံးကိုပြောရရင်အောင်သွေတော်လို့ပြောပြီးကိုယ်တိုင်ကိုကြနိုင်မြည်နေတာတွေလည်းရှိပါတယ်အမီးခံနေရတဲ့ဟင်းပွဲတွေကလည်းစားလို့ရမရကျွန်တော်လည်းမသိပါဘူးချက်ကြီးပေတိုချစ်တီတို့အဖွဲ့ကလည်းကျေစင်တို့လမင်းတို့နဲ့အပြိုင်လော်ဈေးပန်းခင်းကြပါသေးတယ်ရှောက်မတွေးကြပါနဲ့တော်ကီကိုလော်စပီကာနဲ့ကြွယ်ပြတာကိုပြောတာပါချက်ကြီးပေတိုချစ်တီတို့ညင်းနာကိုခံလိုက်ရတဲ့သူတွေကလည်းကြိုတင်လက်မှတ်ဖြတ်ထားသလိုလက်မှတ်ဘိုးရှုံးသွားလို့စိတ်ညစ်နေလောက်ပါပြီဟုတ်ပါတယ်နောက်တာပါနောက်ထပ်ဒီလိုဗီဒီယိုတွေကိုမျက်စိနောက်အောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်